တွေးထွေးလို့မရတယ်လို့ရေဖက်ရင်တော့9 သိန်းလောက်တန်ရိုက်တယ်စင်ကာပူကလှတဲ့နေရာဖြစ်တယ်လို့စီကန်းချက်တဲ့နေရာလည်းဖြစ်ပါတယ်ပြီးခဲ့သွားလို့မရဘူးဒါဟုတော့အားလုံးကြားဘူးကြမယ်ထင်ပါတယ်ရောင်းရင်တော့ဘာဖြစ်မလဲဆိုတော့$5 3 သိန်းမဟုတ်ရင်ထောင်ကျတဲ့အထိဖြစ်နိုင်ပါတယ်တွေးထွေးလို့မရတယ်လို့ရေဖိတ်လို့မှောက်လို့လည်းမရပါဘူးဟုတ်ပါတယ်ရေဖိတ်ရင်တော့ fine ပေးရတာရှိပါတယ် public နေရာမှာဖိတ်ရင်$130အထိပေးရတာမျိုးရှိပါတယ်လမ်းကိုကူးစင်တဲ့နေရာကူးလို့မရပါဘူးသူတို့သတ်မှတ်ထားတဲ့နေရာကပဲကူးရတာဖြစ်ပါတယ်ကူးစင်လို့ကူးမယ်ဆိုရင်$1000မဟုတ်ရင်$1300ကကျနိုင်ပါတယ် public toilet ကို flash လုပ်ဖို့မေးရင်တော့ fine ပေးရပါတယ် toilet cop ဆိုပြီးတော့တတ်ရှိပါသေးတယ်အိမ်နာတွေကိုစောက်ကြည့်တဲ့အဆောက်မျိုးပါသူကတော့ fine 150ပါခိုးတွေကိုအစာကျွေးလို့မရပါဘူးကျွေးရင်တော့ fine က900ပါသူတို့စီမှာခိုးကိုအစာကျွေးရင်ရာဇဝတ်သားကိုကူညီတယ်လို့ပါပဲpublic မှာတချင်းစစ်စစ်ဆိုရင်ထောင်ချနိုင်ပါသေးတယ်လမ်းပေါ်မှာကာရာအိုကေလေးဆိုလိုက်ရင်တော့နောက်ရထောင်ဆိုတဲ့နေရာမျိုးမှာပါမွေးရစေဝါကင်းစင်တဲ့နိုင်ငံမျိုးပါစင်ကာပူမှာ drug အမောက်နည်းနည်းလေးဖမ်းမိရင်တော့တေးတယ်မှာပဲ second chance ဘယ်တော့မှမရှိပါဘူးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ